စာရေးဆရာများတန်းတင်ရေးသားသောဓာတ်တောင်ကိုကြော်၍မေးပင်လည်းကိုဖြတ်မိစာအုပ်အပိုင်းကိုအခန်းဆက်သောထိတ်လန့်တုန်လှုပ်ပွဲအဖြစ်အပျက်တစ်ခုကိုကြုံတွေ့ရသည့်အခါ၌ပထမဆုံးစိတ်ထွဲတွင်ပေါ်လာသောခံစားချက်ဖြင့်ထိုအဖြစ်အပျက်ကိုတုံ့ပြန်တတ်သည်အမှားအမှန်စဉ်းစားခြင်းမရအတိမ်နဲ့ကိုပြန်လည်စဉ်းစားခြင်းမရအချိန်ကြာညောင်း၍တွေးသွားသည့်အခါကျမှသာထိုအဖြစ်အပျက်၏အတိမ်နဲ့ကိုစဉ်းစားခြင်းရသည်ကိုနနာသည်ဆက်လီပြက်စင်ကလည်းသူ့အခြေအနေကိုမစဉ်းစားမိထိုစဉ်ကသူ့စိတ်တွင်ပထမဆုံးပေါ်လာခဲ့သည့်စိတ်မှာကြောက်စိတ်ဖြစ်သည်အသက်ရှင်ရဖြစ်သည်ကမ်းပေါ်သို့ရောက်ရဖြစ်သည်ကမ်းဆက်တွင်သတိမရမှသတိရလာသည့်အချိန်ကလည်းရှေးရီးကိုမစဉ်းစားမိထိုစဉ်ကသူအတောင့်တဆုံးအရာမှာရေနှင့်အစားအစာဖြစ်သည်ယခုကျွန်းပေါ်တွင်အတန်ကြာနေလာခဲ့သည့်အခါတွင်မှကိုနနာသည်သူ့ရှေးရီးကိုသူစဉ်းစားမိသည်ကျွန်းပေါ်တွင်ရက်ကြာလာသည့်အခါ၌အစာရည်စားလည်းငတ်စာပြူလာပြီစောစောပိုင်းရက်များအတွင်းကသူတို့နှစ်ယောက်သည်အုံးရီကိုတောက်ကြသည်အုံးသီးဆန်ကိုစားကြသည်ဝေယောင်းချင်ရွက်ကိုစားကြသည်တို့ရရင်ကြာလာသည့်အခါ၌မတဲနိုင်တော့အစားအစာကိုတောင်းတလာသည်တခါတည်းအိမ်မက်ထဲတွင်ပင်စားပွဲတောက်ပွဲများကိုမြင်မှတ်တတ်သည်အသွေးသားကလည်းအစားအစာကိုတောင်းတလာသည်သူတို့၏အာရုံကြောများသည်ထက်မြက်လာကြသည်အုံးရည်သည်ပို၍ချိုသည်ဟုထင်လိုက်ရသည်စမ်းရည်ပင်လျင်ပို၍ချိုနေသည်ဟုထင်ရသည်ဝေယောင်းချင်ရွက်သည်ပို၍ချင်သည်ဟုထင်လာကြသည်အချင်းအငန်ကိုတောင်းတသည်ယတိယဟန်များသည်တည်တည်တည်ဥကိုသာစားနေကြသည်ဟုကိုနနာကြားဘူးသည်တို့ရရင်ခတ်သည်ကသူတို့ကျုံးမော်တွင်စားပင်တီးပင်များများဆဆရှာမတွေ့အချင်းစားလို့လျင်ဝေယောင်းချင်နဲ့မတော့သည်ကိုစားသည်အချိုစားလို့လျင်အုံးရင်နှင့်တက်နေသည်ကိုစားသည်တက်နေသည်ကိုသူတို့တခါမှမစားဘူးစားကောင်းသည်ဟု၍လည်းမထင်တနေ့တွင်ကြက်တူရွေကိုတုပ်တက်နေပင်မော်ကြားလာသည်ကိုတန်ချောင်းတွေ့လာသည်ဒီတွင်တန်ချောင်းကတက်နေသည်ကိုစားကြည့်သည်ရတာခက်ချက်ချင်းစားယူလဲဘာမှဥပမဖြစ်ဒီတော့တန်ချောင်းကတက်နေသည်တက်ခုပြီးစားသည်ကိုနနာကမစားရဲ3-4ရက်လောက်ရှိတော့မှတိုက်စားသည်ဒီလိုဖြင့်တက်နေသည်သည်သူတို့အစာဖြစ်လာသည်သူတို့တွင်အချို့ချင်းစားစရာရှိတော့လဲစားမရှိချွေးထွက်သည့်အခါများ၌ခန္ဓာကိုယ်ရဲ့စားတတ်တွေလည်းချွေးနှင့်ပါသွားသည်ဒီတွင်စားတတ်တဖြည်းဖြည်းခန်းလာသည်ရုတ်တရက်ထလိုက်လျင်မျက်လုံးတွေပြာကမူးနေတတ်သည်ခန္ဓာကိုယ်ကလည်းစားတတ်ကိုတောင်းတလာသည်ပင်လယ်ကိုတောက်ကြည့်သည်တို့ရရင်ခါလွန်သဖြင့်များများမတောက်နိုင်ပြန်၍အန်သည်ထို့ကြောင့်အာသာပြေုံတငုံနှငုံတောက်ရသည်ဒုတိုင်အောင်စားတတ်ကမလုံလောက်ဒီတော့တန်ချောင်းကနီးလန်းရှာသည်ဒီကြတော့သောအခါ၌ပင်လယ်ကမ်းဆက်ကြောက်ဆောင်များပေါ်တွင်စားပွင့်ကလေးများအညှိတင်၍ကြံ့ရင်ခဲ့သည်တန်ချောင်းကကြောက်ဆောင်နေကြတဲ့ရှောက်ကဂုံးခွန်ကလေးဖြင့်စားညှိတွေကိုလိုက်ချစ်သည်စားစစ်ကမဟုတ်တို့ရရင်အ ਨੇ ဆုံးစားဖြစ်တော့အသုံးဝင်သည်ကိုနနာကမူစားငတ်သည့်တိုင်စားညှိများကိုမူမစားလို့စားညှိကဝါချင်းချင်းအမိုက်တဲ့တွေပါသည်ခါတက်တဲ့အရသာလည်းရှိသည်ထို့ကြောင့်တက်နိုင်သည်များရှောင်သည်တန်ချောင်းကကိုနနာစီစားကြောင်းမုံကိုမကျင်နဲ့တန်ချောင်းသည်ငကိုကစိတ်တူသူဖြစ်သည်အစာအာဟာရငပြက်ကြသည့်အခါတွင်တဘာဝကျစွာပို၍စိတ်တူလာသည်ကိုနနာအစားအသောက်စီစားကြောင်းချင်းသည်ပို၍စိတ်တူစရာဖြစ်လာသည်ကိုနနာသည်ဘာမှလုပ်တတ်သူမဟုတ်ကျုံရောက်သည်မှတန်ကြပြီတို့ရရင်ယခုတိုင်အုံနေမခွဲတတ်သည်တန်ချောင်းကကြောက်ခဲနှင့်ခွဲပြီးမှတောက်တတ်သူဖြစ်သည်ထို့ကြောင့်တန်ချောင်းကအဆဆအရရာရှာဖွေပေးရသည်တို့ရရင်သူရှာဖွေပေးတိုင်းမစားဘဲစီစာကြောင်သောအခါတန်ချောင်းကစိတ်မရှိသူ့အတွက်မိမိတွင်တာဝန်ပိုသည်ဟုတန်ချောင်းမြင်လာသည်သူတို့နှစ်ယောက်မှာတဖြည်းဖြည်းခွန်အားနေလာသည်အထူးသဖြင့်ကိုနနာကပုံမအားနေသည်ငကိုကလည်းတန်ချောင်းတော့ကိုခံမကောင်းဒီအထဲတွင်အစားအသောက်ကလည်းရှောင်သေးသည်တန်ချောင်းကမူငကို၌ကကိုခံကောင်းသည်မိုးသက်မှုန်တိုင်းတွေတိုက်ရင်လည်းအချမ်းခံနိုင်သည်တနေ့တနေ့ကန်းဆက်သူ၎င်းတောတဲ့သူ၎င်းရှောက်ရည်လေးလာသည်မိုင်းပေါင်းများစွာရှောက်လဲကျွန်းရောက်ကလေးကဖျားသည်နာသည်ဟုမရှိစဘူးသူတသက်တွင်နာမကျန်းမှဖြစ်ဖူးပါလိစားဟုအောင်းမရသည်အုံးမင်တပင်မီတပင်လဲဇက်တိုက်တက်နိုင်သည်တက်လုံကောင်း၍ကျွမ်းလဲကျွမ်းကျင်သည်သူအုံးမင်တက်ပုံကကြည့်ကောင်းသည်သူကအုံးမင်ကိုကာယခွာယူမတက်
ပင်စီကိုခြေထောက်ဖြင့်ကန်ကမတ်မတ်တက်သွားပုံမျိုးဖြစ်သည်ပင်စီကိုလက်ဖြင့်လှမ်းဖက်ပြီးခြေပွားဖြင့်ကန်ကတလှမ်းချင်းလှမ်းတက်သွားသည်သူ့အုံးမေတက်ပုံမှာတက်တောင့်တက်တာရှိသည်မြန်လဲမြန်သည်ကိုနန္ဒာသည်သူကိုယ်တိုင်အုံးမေတက်ဖို့ကြိုးစားသေးသည်တို့ရရင်မအောင်မြင်တန်ချောင်းလိုမတ်တက်လည်းမတက်တဲ့မတ်တက်ရသည်ကပင်စီကိုလက်ဖြင့်ကန်ယုံလေးကန်ထားသဖြင့်မရဲအကိုင်တွေမတက်ကပြုတ်ကျသွားနိုင်သည်ထို့ကြောင့်ကိုနန္ဒာကပင်စီကိုကာယခွာယူတက်သည်လက်နှစ်ဖက်ဖြင့်ပင်စီကိုတင်းကျပ်စွာဖတ်သည်ဒီလိုတက်ပုံမျိုးကပြုတ်မကြနိုင်တို့ရရင်ဒူးရီပေါင်တွေလက်မောင်းတွေရှကုန်သည်ပင်မန်းသည်တလန်တက်ရပါမည်အရေးမနှဲအားယူရသဖြင့်မောလွယ်သည်ပထမအုံးမေနေနေကိုကိုနန္ဒာတက်ကြည့်သည်တိတ်မြင်လာသည်မဟုတ်10ဘီလောက်သာရှိမည်အုံးမေထိပ်ဖြားသူမူခက်ခက်ခဲခဲရောက်သွားသည်တို့ရရင်အုံးလက်ကြားတဲ့သူရောက်အောင်ကိုနန္ဒာမဝင်တဲ့အောက်ဆုံးအုံးလက်ကိုဖမ်းဆွဲသည်တွင်အုံးလက်ပြုတ်ကျကလူနှင့်ရောထွေးပြီးအောက်သို့ကျလာသည်အပင်ကနှိပ်၍ဘာမှမဖြစ်တို့ရရင်ခါနာတော်သဖြင့်3ရက်လောက်အိပ်ရမှမထနိုင်တန်ချောင်းကသူ့ကိုအပြစ်တင်သည်အုံးမေတက်၍အုံးလက်ကြားဝင်လျင်ပထမအုံးလက်ကိုမဆွဲရအောက်ဆုံးအုံးလက်ကဆွေး၍ခြောက်နေတတ်သည်ပြုတ်ကျမိဆဲဆဲအုံးလက်ဖြစ်သည်အပေါ်ကအုံးလက်ကိုလှမ်းဆွဲပြီးမှဝင်ရသည်ဟုပြောသည်ဒီနောက်တန်ချောင်းပြောသည့်အတိုင်းကိုနန္ဒာတက်သည်တို့ရရင်တပင်းလောက်တက်ပြီးလျင်ကိုနန္ဒာနောက်ထပ်မတက်နိုင်တော့ပြီမောလာပြီတန်ချောင်းကမူအပိတ်20အစိတ်လောက်ကိုဇက်တိုက်တက်နိုင်သည်ကိုနန္ဒာနှင့်တန်ချောင်းသည်အုံသည်တက်နေသည်နှင့်ဝေယောင်းချင်ရွက်ကိုစားခဲ့ရသည်မှကြာပြီဒီတော့အသားစားကြလာသည်တန်ချောင်းကဒီရီကျသွားသည့်အခါတွင်ကြောက်ခွက်ကလေးများထဲတွင်ကြံရခဲ့သည့်ငါးလေးများကိုဖမ်းလာတတ်သည်မြည်သည့်ငါးမျိုးဖြစ်သည်ကိုမူကိုနန္ဒာမသိအစိမ့်အနီးစသည့်အယောင်မျိုးစုံနှင့်ငါးတွေလည်းပါသည်တန်ချောင်းကငါးမျိုးစုံသိသည်တခါတရံတွင်ခရုများလည်းကောက်လာတတ်သည်ခရုကလည်းပုံစံအမျိုးမျိုးတချို့ခရုကြီးတွေကကလေးဥကောင်းလောက်ရှိသည်ချွန်ခရုတွေလည်းပါသည်လုံးခရုတွေလည်းပါသည်တန်ချောင်းကခရုအမျိုးမျိုးကိုလည်းသိသည်ချွန်ခရုကြီးတွေကဇီဒီခရုကိုခေါ်သည်အဝပိတ်ထားသည့်ခရုကြီးတွေကမျက်နှာပိတ်ခရုကိုခေါ်သည်စသဖြင့်ရှင်းပြတတ်သည်ကျောက်ဆောင်တွေကြားထဲတွင်တက်ရှိလိုတတ်မဲ့လိုတတ်တော်ရီလည်းတွေ့ရတတ်သည်ရုတ်တရက်ကြည့်တော့ကျောက်ဆောင်ကြောက်တုံးထင်မရသည်တို့ရရင်တိတိကျကျကြည့်လျင်ကျောက်ဆောင်မဟုတ်ကြောက်ခဲမဟုတ်တက်ရှိတတ်တော်များဖြစ်သည်တချို့တတ်တော်များကိုကြောက်ညှက်ဟုခေါ်သည်ကြောက်တုံးလိုဟန်ဆောင်နေတတ်ပြီးအနားသို့တတ်တော်တကောင်ကောင်ရောက်လာသည်နှင့်ပါဇက်ကိုဟာကညှက်ထားတတ်သည်တချို့ကမူကြောက်ပိုးဟုခေါ်သည်ရုတ်တရက်ကြည့်လျင်ကျောက်ဆောင်မော်ကအဖုတစ်တွေဟုထင်ရသည်တကယ်ရင်အဖုတစ်မဟုတ်ကြောက်ပိုးများဖြစ်သည်အပေါ်ခွန်ကကြောက်ခဲကြီးလိုဖြစ်၍အထဲတွင်အသားရှိသည်ကိုနန္ဒာသည်ပင်လေကန်းဆက်ကတတ်တော်များ၏တဘာဝကိုတန်ချောင်းပြောပြသဖြင့်သိရခြင်းဖြစ်သည်တန်ချောင်းသည်ဒီဒီခရုညက်ကြောက်ပိုးစသည့်ပင်လေကန်းဆက်ကအကောင်တွေကိုဖမ်း၍အကုန်စားသည်ကိုနန္ဒာလည်းသူ့လိုအစာရည်စာငတ်သူဖြစ်၍ဒီတတ်တော်တွေကိုစားခြင်းသည်တို့ရရင်ကိုနန္ဒာစားမရသူတို့ကျုံးတွင်မီးမရှိချက်ပြုတ်ဖုတ်ကွင်မစားနိုင်အစိမ့်လိုက်စားရခြင်းဖြစ်သည်ကိုနန္ဒာသည်အသားစားခြင်းလုံးသည့်အတွက်မျက်နှာပိတ်ခရုအစိမ့်ကိုစားကြည့်သည်တို့ရရင်စားမရညှိလုံးသဖြင့်မြူ၍မကြအော်ဂလီဆန်လာသည်တနေ့တွင်သူနှင့်တန်ချောင်းအုံးငယ်တက်ပြီးနောက်တောင်ဆက်အတိုင်းပြန်လာကြသည်တောင်ဆက်တွင်ကနန်းငယ်ငယ်များကိုတွေ့ရသည်ထိုကနန်းများမှာအပြေးမြန်သည်လှစ်ခနဲမြင်ရပြီးနောက်အဝေးသို့ရောက်သွားသည်ဒီကနန်းများမှာတေကနန်းဟုခေါ်ကြောင်းတချို့ကလည်းမြင်းကောင်းဆိုင်တယ်လို့မြန်သဖြင့်မြင်းဆိုင်ကနန်းဟုခေါ်ကြောင်းဖြင့်တန်ချောင်းကပြောပြသည်တန်ချောင်းသည်မြင်းဆိုင်ကနန်း10ကောင်လောက်လိုက်ဖန်သည်မြင်းဆိုင်ကနန်း10ကောင်လောက်ဖန်ရသည့်အလုပ်ကမလွယ်တမိုင်ခီးပြည့်ရသလောက်မောသည်တန်ချောင်းကမြင်းဆိုင်ကနန်းတစ်ကောင်ကိုဝါဆိုင်ရင်ကိုနန္ဒာကိုလည်းပေးသည်တိတ်စားလို့ကောင်းတယ်ဗျဒီပြင်းကောင်နဲ့အစိမ်းစားတာညှိရင်ဒါလေးစားကြည့်ပါလားဝါလိုက်ရင်ပစုံကြောက်ရတာထွက်လာတယ်ဗျအသားကလည်းနုနုလေးခရုစားလို့မရရင်အကိုတာစားဖို့ကျွန်တော်ကဘာဖြစ်စားလို့ရပါတယ်တန်ချောင်းကသူ့မောကြီးပန်းကြီးဖမ်းလာတော့မြင်းဆိုင်ကနန်းများကိုကိုနန္ဒာစားဖို့အတွက်ပေးသည်ငါတို့အစိမ်းမစားကြပါဘူးကွာယွန်းနေကိုနန္ဒာကမျက်နှာကိုရှုံပြကခေါင်းရံပြလိုက်သည်ဒီတွင်တန်ချောင်းစိတ်တူသွားသည်ကိုကစီဒနာနဲ့သူ့စားဖို့ဖမ်းမိသည်ကိုညင်းပယ်သည်ထားတော့
သူမစားခြင်းညင်းနိုင်သည်တို့ရရင်မျက်နှာရှုံးပြပုံကြည့်ပုံနဲ့စကလုံးများကတန်ချောင်းကိုအထင်သေးသည်ဟန်ပေါ်နေသည်အင်ဒရီမစင်နိုင်တော့အောင်ငိုက်ရသလိုဟုကိုနနာထင်ပုံရသည်သူအစိမ်းစားတိုင်းကိုနနာထင်သေးဟန်ဖြင့်မျက်နှာရှုံးပြတတ်ခြင်းကိုတန်ချောင်းသတိရသည်သဘောပဲလေမစားရင်လည်းနေပေါ့ကျွန်တော်တို့ကတော့ငှက်ရင်အစိမ်းနဲ့စားရမှာပဲဘာမှမရှောင်နိုင်ဘူးမတက်တာရင်လူသားတောင်စားတန်စားရမှာပဲကိုနနာတန်ချောင်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်တန်ချောင်းကလည်းသူ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်နောက်ထပ်ဘာမှမပြောတန်ချောင်းသည်အုံသီးတွေကိုပိုက်ခါရှေ့ကစိုက်နဲ့ထွက်သွားသည်ကိုနနာသည်ရုတ်တရက်ထောင်းနဲ့ဖြစ်သွားသည်မျက်နှာရင်းနီလာသည်တန်ချောင်းစကားသည်မြည်သည့်အထိပ္ပယ်နီဒီကျုံမော်ရင်လူသားဟူ၍သူနှင့်တန်ချောင်းနှစ်ယောက်သာရှိသည်မဟုတ်လောလူသားစားရန်စားရမည်ဆိုသောစကားသည်သူ့အသားကိုစားမည်ဆိုသည့်အထိပ္ပယ်ကလွဲလျင်တခြားဘာမှမဖြစ်နိုင်တာမန်အချိန်ဆိုလျင်နှစ်ယောက်တက်ကြအောင်သာရှိသည်တို့ရရင်ကိုနနာသည်သူ့စိတ်ကိုသူဆုံးမသည်ဒီကျုံကလေးတကျုံမော်ရင်လူဆို၍သူနှင့်တန်ချောင်းနှစ်ယောက်သာရှိသည်မဟုတ်လောသူတို့နှစ်ယောက်ပေါင်းသဖြင့်ဒီကျုံမော်ရင်လူအဖွဲ့အစည်းကလေးတစ်ခုဖြစ်နေသည်မဟုတ်လောသူတို့နှစ်ယောက်ရန်ဖြစ်ကြမည်ဆိုရင်ဒီလူအဖွဲ့အစည်းကလေးသည်ပြိုကွဲသွားရတော့မည်သူတို့ရိတ်မြုံတို့ပြန်ရောက်သည့်အခါတွင်တန်ချောင်း၏မျက်နှာသည်တုံမုံလျက်ရှိစေပင်ဖြစ်သည်တန်ချောင်းသည်အုံးသီး10လုံးလောက်ကိုကြောက်ခဲပြင်ရိုက်ခွဲကသူတယောက်တည်းတောက်သည်ခါတိုင်းဆိုရင်သူကပင်အုံးသီးကိုခွဲ၍ကိုနနာကိုတိုက်သည်ယနေ့တွင်မူတန်ချောင်းသည်သူ့ဘာသာသူတောက်သည်ခါတိုင်းအုံးသီးမခွဲတဲ့ဖြင့်ကိုနနာဝင်ခွဲလျင်သူကအတင်းဝင်ခွဲပေသည်ယခုတန်ချောင်းသည်အုံးသီးတောက်၍အုံးဆံကိုသူ့ဘာသာသူထွင်စားသည်ကိုနနာမခွဲတဲ့ခွဲနေသည်ကိုမမြင်အောင်ပြုတ်နေသည်ကိုနနာကလည်းသူ့မာနာနဲ့သူတန်ချောင်းခွဲပြီးမှစားရတော့မည်ဘဝမျိုးတို့သူအရောက်မခံနိုင်ထို့ကြောင့်တန်ချောင်းကိုအကူအညီမတောင်းပထမအုံးသီးတစ်လုံးကိုခွဲကြည့်တဲ့အခါတွင်အုံးသီးကကွဲတော့ကွဲသည်တို့ရရင်ရိုက်ချက်မှန်သဖြင့်အကြောင်းတွေအစိတ်ထင်လာကအုံးရည်တွေယိုဖိတ်ကုန်သည်ဒီတစ်လုံးကိုကိုနနာမတောက်လိုက်ရတော့ပဲလွှင့်ပစ်လိုက်ရသည်ဒုတိယတစ်လုံးကိုကိုနနာခွဲပြန်သည်ပါဇက်ကအကူအညီမတောင်းတော့လဲတန်ချောင်းသည်မနေနိုင်၍ဝင်လုတ်ပေးလိမ့်မည်ဟုကိုနနာထင်သည်တို့ရရင်တန်ချောင်းကဘာမှလုပ်မပေးသူစားပြီးသည့်အုံးကုန်များကိုလွှင့်ပစ်ခါကမ်းမအောင်သို့ဆင်းသွားသည်တန်ချောင်းမကြခင်ပြန်တက်လာလိမ့်မည်ဟုကိုနနာပထမထင်သည်တို့ရရင်အချိန်တန်၍ပြန်မလာသည့်အခါတွင်ကိုနနာသည်ကြောက်ကမ်းမထိတ်မှလှမ်းကြည့်လိုက်သောအခါပင်လယ်ကမ်းဆက်ကကြောက်ဆောင်မများကြားတွင်တရွေ့၍သွားနေသောတန်ချောင်းကိုလှမ်းမြင်ရသည်ညနေမိုးဆုပ်ချုပ်သည့်အထိတန်ချောင်းပြန်မလာထိုညကမိုးသက်မှုန်တိုင်းတိုက်သည်ဒီရီလည်းအတက်ကျန်းသည်လိုင်းလုံးများသည်ကိုနနာတို့ရိတ်မြုံအောက်ကကမ်းမကိုစူညံစွာလာ၍ရိုက်ခတ်ကြသည်ပျက်စီးတို့ကလည်းတဝင်းဝင်းလက်သည်လေသည်ကြောက်ဆောင်ကြီးများကြားတွင်တရွှွှွအော်၍တိုက်ခတ်လျက်ရှိသည်ကြောက်ဆောင်ကြားတွင်လေတိုက်၍မြည်တမ်းသည်ပေမင်းလေချုံနှံနှင့်တူသည်ဟုကိုနနာအောက်မေ့မိသည်ကိုနနာသည်ညနေဆောင်သောအခါတန်ချောင်းပြန်လာလိမ့်မည်ဟုထင်အချိန်တန်၍ပြန်မြောက်လာသောအခါ၌ကစိုးရိမ်စာပြုလာသည်တန်ချောင်းသည်လိုင်းပုတ်သဖြင့်ပင်လယ်ထဲသို့ကျသွားပြီလောဟုတွေးမိသည်ထို့သောတွေးမိသည်နှင့်ဒီကျုံမော်တွင်သူတယောက်တည်းကြံရစ်ခဲ့တော်မူဟုသောအတွေးသည်သူ့ကိုလွှမ်းစာပြုလာသည်ငကိုကစိုးရင်ခြင်းမှာတန်ချောင်းအတွက်စိုးရင်ခြင်းဖြစ်သည်တို့ရရင်တန်ချောင်းအတွက်စိုးရင်စိတ်သည်ပြောင်းမှန်းမသိပျောက်သွားကသူ့ကိုယ်သူအတွက်စိုးရင်စိတ်ကကြီးစိုးလာသည်တန်ချောင်းရှိလျင်အားရှိသည်တဘာဝတန်ကိုအတူရင်ဆိုင်မိသူရှိသဖြင့်အဖော်ရသည်တယောက်မကြမ်းပါနဲ့တယောက်ကပြုစုနိုင်သည်ရှာဖွေကျွေးမွေးနိုင်သည်တန်ချောင်းမရှိတော့လျင်တဘာဝ၏တန်ကိုသူမြည်တို့ရင်ဆိုင်အားရှိမည်နီနတ်မို့ချင်းတန်ကိုမြည်တို့ရင်ဆိုင်မည်နီသူသည်တဘာဝနိယာမတရားများ၏ဖိစီးမှုနှင့်ငတ်မို့ချင်းတန်ကြောင့်ကမ္ဘာလောကကြီးမှမြူမုံကလေးတမုံလိုကွယ်ပြောက်သွားရမည်လောလူသည်အန္တရာယ်ကိုကြုံတွေ့လာသည့်အခါတွင်တတ္တရာကိုရှာကြံတွေးတတ်သည်နှစ်သိမ့်မှုကိုရှာကြံတတ်သည်ဤဒီမှာဓမ္မတာဖြစ်သည်ရိမ့်မြုံတို့တန်ချောင်းပြန်လာလျင်
ကန်းစားမှပြန်ရမည်တိုးထဲမှပြန်ရမဖြစ်တိုးထဲတွင်လမ်းမရှိဒီအချိန်သည်ကန်းလုံးပြည့်ဒီတက်ချိန်ဖြစ်သည်ကြောက်ဆောင်အမြင့်ကြီးတွေထိပ်သို့ရောက်တတ်သည်ဒီလိုဆိုရင်တန်ချောင်းပြန်လာပြီမဖြစ်ဒီအကြောက်ကိုဆောင်းရမည်ဒီအကြချိန်တွင်တန်ချောင်းပြန်ရောက်လာမည်အမှန်ဟုကိုနန္ဒာယူဆသည်သူအလွန်ဆုံးနေလျင်ယနေ့တညတနေရာတွင်အိပ်ပြီးနောက်တနေ့မနက်ဒီစစ်ချိန်တွင်ပြန်ရောက်လိမ့်မည်ဟုကိုနန္ဒာထင်သည်ထိုးထက်ပို၍သူမတက်နိုင်စာလုံးမကစားသည့်အခါကျတော့တောင်မြင်ကမြေဆိုင်ကနန်းကိုဖမ်းယူစားသည်တိတ်ကြီးကြီးမဟုတ်အလုံးစုံရှိမှငါးမှုစီဝိုင်းလောက်သာရှိမည်အသားနူးညံ့သည်အရသာချိုသည်ထို့နောက်စမ်းမောက်ကရေကိုတဝါတောက်သည်ဒီတော့မှတန်ချောင်းစကားကိုသူတွား၍အမှတ်ရသည်စာလုံးမကစားတော့သူမနေနိုင်စိမ့်စားရပြီအစိမ့်စားသဖြင့်အိန္ဒြေမစေရကောင်းတော့ဟုတန်ချောင်းကိုသူအထင်သေးခဲ့သည်ယခုသူဝစ်လဲပြီမဟုတ်တော့ဒီနေ့လေမုန်တိုင်းကဆက်၍တိုက်တယ်ဒီမုန်တိုင်းသည်တော်တော်နဲ့စမ်းပြီမထင်၄-၅ ရက်လောက်ဇက်တိုက်တိုက်မိမုန်တိုင်းမျိုးဖြစ်သည်ကျုံးမော်ရင်ဒီလိုရာသီမျိုးဆိုရင်မုန်တိုင်းသည်ဇက်တိုက်တိုက်တတ်သည်ထို့ကြောင့်တောင်ဆက်တွင်တမိုင်2မိုင်လောက်ရှောက်၍တန်ချောင်းကိုရှာပြီးမတွေ့သည့်အစုံ၌ကိုနန္ဒာသည်သူ့ရိပ်ငုံသို့ပြန်လာခဲ့သည်ဒီလေပြန်တက်စာပြုပြီ